ဒီဘုရားပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လှတော်သားနဲ့စကားပြောကြည့်ကြလို့အဲ့ဒါနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးတယ်ဟိုးမော်တော်ကားရှေ့ကမ်းမှာထိုင်နေတာစာရေးဆရာကြီးဤကြကွေးပါပဲအဲ့လိုလဲပြောလိုက်ရောလှတော်သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လားမနေ့လေးလို့လက်ဖေးဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ရုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲကိုကြီးခံရပြီလားကွာခံရရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖေးဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖေးတော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရစစ်ကြောင်းကြီး9ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ်ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလူမျိုးမှုစရဲပေါ့နော်ပညာရေးမှုကျန်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ဆင်းလာတယ်ခမနေကင်းတနာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကြွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိတွေကိုမြင်ရောက်လာတယ်ဘယ်လိုမျက်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျလှတော်သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်သူများအတူထိုးလို့မရအောင်ရှောက်ဆက်ခတ်ချလိုက်တင်း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 လှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆုတ်ရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဘူး